မိမလိတ်ကောင်တယောက်လမ်းပေါ်မှာပန်းတိုင်တစ်စီးကိုခိုးယူခဲ့တယ်။ဒါပေမဲ့အဲ့ဒီတက်ကမင်္ဂလာဆောင်မလေးကအရင်ကပဲပြေးသွားခဲ့တာကိုတွေ့လိုက်ရတယ်။သူမကစားတစ်စောင်းသာကြံခဲ့ပြီးယူသွက်တဲ့သားဆွေကိုမလက်ထက်ချင်ဘူးလို့ရေးထားတယ်။မိမလိတ်ကောင်ကချက်ချင်းနီယောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးအိမ်ရှိကိုတိုက်ခိုက်ဖို့သွားခဲ့တယ်။မြို့တော်တစ်မြို့လုံးကဒီနေ့မင်္ဂလာပွဲကိုစိတ်ဝင်စားနေကြတယ်။မင်္ဂလာဆောင်မလေးကပညာရှင်မလေးဖြစ်ပြီးမင်္ဂလာဆောင်ကတော့နာမည်ကြီးတဲ့ယူသွက်သားဆွေတယောက်ဖြစ်တယ်။မင်္ဂလာဆောင်မလေးကခြေတလန်းထိုးလိုက်တာနဲ့အိမ်ရှိတကားကြီးကတခါတည်းကျသွားတယ်။သားဆွေကဝန်ထမ်းတွေကိုမင်္ဂလာဆောင်မလေးကိုအမိုက်ကြီးလှုပ်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့မင်္ဂလာဆောင်မလေးကလေထဲကနေကြော်ပြီးလုံးဝရှောင်ရှားနိုင်ခဲ့တယ်။သားဆွေမြင်တဲ့မိန်းမကနူးညံ့တဲ့ပညာရှင်မလေးမဟုတ်ပဲမစွဲမငြိမ်တဲ့မိန်းကလေးကြီးတယောက်ဖြစ်တယ်လို့တွေးမိခဲ့တယ်။မင်္ဂလာညမှာသားဆွေကအရက်မူးပြီးမိန်းမကိုစီးကန်းတချို့ထားဖို့ကြိုးစားတယ်။မင်္ဂလာဆောင်မလေးကသူ့ကိုမခံနိုင်ပဲတစ်ချက်ကြီးထိုးလိုက်တယ်။ထိုးခါမိန်းမကနီယောင်မျက်နှာဖုံးကိုဖေရှားပြီးလှပတဲ့မျက်နှာတစ်ပုံကိုပြသလိုက်တယ်။သားဆွေကအံ့အားသင့်ပြီးကိုထိုးပြီးမှစိတ်ပြန်ရောက်လာခဲ့တယ်။မိန်းမကသားဆွေကိုစီးကန်း3ချက်တတ်မှတ်ပြီးလက်မဲ့နဲ့အရက်ပလင်ကိုဖျက်ဆီးလိုက်တယ်။တကယ်တော့မိန်းမကသူ့နဲ့အိမ်တောင်မဝင်ဖို့စိတ်မရှိပဲသားဆွေကိုမူးယစ်လိုက်ပြီးချမ်းသာမှုကိုရယူဖို့ရည်ရွယ်ခဲ့တယ်။မနက်ခင်းသားဆွေနိုးလာတော့မင်္ဂလာဆောင်မလေးမတွေ့တော့မိန်းမကအဖိုးရှင်မကြီးနဲ့တွေ့ဆုံပြီးချမ်းသာမှုရဲ့ခရီးကိုရရှိခဲ့တယ်။အဲ့ဒီခရီးကြောင့်မိန်းမစိတ်လှုပ်ရှားပြီးသားဆွေကိုပြောင်းလဲစီဖို့ခရီးပြုလိုက်တယ်။နောက်ဆုံးမှာမိန်းမကရေးရင်ပြီးဆောင်ရွက်ချက်ဖြင့်ဤမိသားစုကိုနှစ်ပေါင်းများစွာဖိနှိပ်ခဲ့သောရန်သူကိုရင်ဆိုင်ပြီးဖြည့်ရှင်းပေးခဲ့တယ်။ဤဒီကဆွဲဆောင်မှုရှိသောဇလံတစ်ပုဖြစ်တယ်